ရန်ကုန်မြို့ရဲ့အဓိကအဝေးပြေးကားဝန်းကြီးဖြစ်တဲ့အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာခရီးသွားပြည်သူတွေကိုဒုက္ခပေးနေတဲ့လူခေါ်ပွဲစား9ဦးကိုဓာတ်ဆက်တဲ့ချောင်းနဲ့အတူဇက်တိုက်ဖမ်းဆီးရမိတဲ့သတင်းထွက်ပေါ်လာပါတယ်။ဇွန်လ16ရက်နေ့ကနေ19ရက်နေ့အတွင်းမြောက်ဥက္ကလာပမင်္ဂလာတုံနဲ့ရွှေပြည်သာမြို့နယ်တွေမှာခွဲစိတ်ဖမ်းဆီးခဲ့တာဖြစ်ပြီးဖမ်းမိသူတွေဟာခရီးသွားတွေကိုလိမ်လည်တာတွေမကဘဲလက်နက်တွေပါစောင့်ထားတဲ့အတွက်ခရီးသွားတွေအတွက်အထူးစိုးရိမ်စရာဖြစ်နေပါတယ်။ဒီဖြစ်စဉ်အသေးစိတ်နဲ့ဖမ်းဆီးရမိပုံတွေကိုအခုပဲတင်ဆက်ပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာရွှေပြည်နုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နယ်ဝေးခရီးသွားမဲ့မိဘပြည်သူတွေအနေနဲ့အောင်မင်္ဂလာအဝေးပြေးကားဝင်းလဲကိုဝင်လိုက်တာနဲ့အထုပ်ဆွဲလူဆွဲလောက်တတ်တဲ့လူခေါ်ပွဲစားတွေကိုခဏခဏကြုံမှုကြမယ်ထင်ပါတယ်။အခုဆိုရင်အဲ့ဒီလိုခရီးသွားပြည်သူတွေကိုဒုက္ခပေးနေတဲ့နမဲကြီးလူခေါ်ပွဲစား9ဦးကိုသူတို့ကိုယ်ပေါ်မှာဖွက်ထားတဲ့ဓာတ်ဆက်တဲ့ချောင်းနဲ့အတူဇက်တိုက်ဖမ်းဆီးရမိခဲ့ပါပြီ။ပထမဆုံးဖြစ်စဉ်ကတော့ဇွန်လ19ရက်နေ့ည8နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာပါ။ကလေးမလေးတယောက်စီကနေကားနဲ့ဖုန်းတွေကိုလူခေါ်ပွဲစားတွေကလိမ်လည်ယူဆောင်သွားခဲ့တဲ့တိုင်တန်းချက်အရာတာဝန်ရှိသူတွေကနောက်ယောင်ခံလိုက်လံရှာဖွေခဲ့ပါတယ်။အဲ့ဒီနောက်ဈေးကဘာစက်မှုစုံအထွက်မှာလူခေါ်ပွဲစားကိုတိုက်ထွန်းနဲ့ကိုအတေးလေးတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။အံ့ဩစရာကောင်းတာကသူတို့ကိုဖမ်းမိချိန်မှာသူတို့လွယ်ထားတဲ့လွယ်အိတ်ထဲကနေတယောက်ကိုဓာတ်2ချောင်းစီစုစုပေါင်းဓာတ်4ချောင်းကိုပါတက်တေကန်အဖြစ်ရှာဖွေတွေ့ရှိခဲ့တာပါ။ဈေးကဘာစက်မှုစုံထဲမှာမကြာခဏဖြစ်ပွားနေတဲ့လူရက်မှုတွေဟာလည်းအခုဖမ်းမိတဲ့ဒီပွဲစားဂိုင်းတွေရဲ့လက်ချက်ပဲဖြစ်နိုင်တယ်လို့ဒေတာခန်တွေကသုံးသပ်နေကြပါတယ်။ဒါတင်မကသေးပါဘူး။တခြားသောကွင်းဆက်တရခန်တွေကိုလည်းနေရာအနှံ့မှာဇက်တိုက်ဖမ်းဆီးရမိခဲ့ပါတယ်။ဇွန်လ18ရက်နေ့မှာတော့မြောက်ဥက္ကလာပမြို့နယ်ဇာရက်ကွက်ဈေးပတ်လမ်းထိပ်မှာကိုတက်ပိုင်ထွန်းဆိုသူကိုလွယ်အိတ်ထဲမှာဓာတ်တစ်ချောင်းနဲ့အတူထပ်မံဖမ်းမိခဲ့ပါတယ်။အကြီးမားဆုံးဖမ်းဆီးရမိမှုကတော့ဇွန်လ16ရက်နေ့မနက်ပိုင်းမှာဖြစ်ပါတယ်။မင်္ဂလာတုံမြို့နယ်တင်ကန်းကျွန်းကြီးကျေးရွာမှာအောင်မင်္ဂလာကားဝင်းထဲကနမဲကြီးပွဲသားတွေဖြစ်တဲ့ကိုအောင်မြတ်ကျော်ကိုစဉ်ကိုစောတက်ခိုင်ကိုအေးမင်းလိုင်ကိုကျော်ကျော်ခေါ်အောင်ဝမ်းနဲ့ကိုတန်းမင်းထွန်းတို့6ဦးကိုဓာတ်အတူရှိမျိုးစုံ6ချောင်းနဲ့အတူအမိရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာစုစုပေါင်းလူခေါ်ပွဲစား9ဦးနဲ့ဓာတ်17ချောင်းကိုတင်စီရမိခဲ့ပြီးသူတို့အားလုံးကိုမြောက်ဥက္ကလာပမင်္ဂလာတုံနဲ့ရွှေပြည်သာရဲစခန်းတွေမှာလက်နက်ဥပဒေပုံမှားတွေနဲ့အမှုဖွင့်အရေးယူထားပါတယ်။ခီးတွားတွေကိုအတင်းအဓမ္မလူဆွဲတာအထုပ်လူတာဈေးတင်ရောင်းတာတွေအပြင်အခုလိုလက်နက်တွေပါစောင့်ထားကြတာဟာပြည်သူတွေအတွက်အရန်ကိုအန္တရာယ်ကြီးမားလာပါတယ်။ဒါကြောင့်ခီးတွားမိဘပြည်သူများအနေနဲ့အောင်မင်္ဂလာကောင်းဝင်းနဲ့တွားတဲ့အခါအောက်ပါအချက်တွေကိုအထူးတတိထားကြဖို့တိုက်တွန်းခြင်းပါတယ်။မိမိတို့ရဲ့အထုပ်အပိုးနဲ့တန်ဖိုးကြီးပစ္စည်းတွေကိုတေချာဂရုစိုက်ပါ။လမ်းကြုံပွဲစားတွေလူခေါ်ပွဲစားတွေနဲ့လုံးဝမလိုက်ပါနဲ့။ကားလက်မှတ်ဝယ်ယူလိုပါကတရားဝင်ကားဂိတ်ကောင်တာတွေမှာဒါကိုယ်တိုင်တွားရောက်ဝယ်ယူကြပါအခုဖမ်းမိတဲ့တရားခံတွေကိုထိထိရောက်ရောက်အရေးမယူပဲပြန်လွတ်ပေးလိုက်မယ်ဆိုရင်တော့လူရဲမှုတွေဟာပိုပြီးဆိုးဝါးလာနိုင်ပါတယ်ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့ဒီထက်မကတင်းတင်းကြပ်ကြပ်ကင်တွယ်ပေးဖို့ပြည်သူတွေကမျှော်လင့်နေကြပါတယ်အခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဦးတွေကိုနေ့စဉ်ဆောင်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ။